တကယ်ဂျာမန်မှာရှိတဲ့ case လေးတွေပေါ့နော် casus လေးတွေကိုတစ်ချက်ရှင်းပြပေးမှာဖြစ်ပါတယ်အဲ့တော့ German sentence တွေတည်ဆောက်တော့မယ်ဆိုရင်ဒီချက်တော့ case လေးတွေကိုသိထားဖို့လိုတယ်ပေါ့နော်အဲ့တော့ case ဆိုတာ noun တွေကိုထားတဲ့နေရာမှာသူ့ကိုဘာကုန်သက်တိနဲ့ထားတာလဲဆိုတဲ့ဟာလေးပေါ့နော်အဲ့တော့ဥပမာဒီမှာဆိုလို့ရှိရင်ဒီချက်တော့ဒီထဲမှာမြင်နေရတဲ့ noun တွေကဘာတွေရှိလဲဆိုရင် does this Einhorn ဒါကEine Frau အမျိုးသမီးတယောက်ရှိမယ်ဒါက Eine Wurst အဲ့တော့ sausage တစ်ခုရှိမယ်အဲ့တော့အဲ့ဒီသုံးခုကိုဒီချက်တော့ sentence ထားတဲ့ပုံမှာမူတည်ပြီးတော့ case လေးတွေကပြောင်းသွားမယ်အဲ့တော့သူ့ရဲ့မူရင်း article ကတော့ဒီကျတော့သုံးမယ်ဆိုလို့ရှိရင်မူရင်း article ကတော့ die Frau der Hund die Wurst အဲ့ဒါကိုခွေးတစ်ကောင်က Wurst လေးကိုမြင်နေဆိုလို့ရှိရင် I Hund sieht eine Wurst အဲ့ဒီမှာကျတော့သူ့ရဲ့ case ကခွေးကမြင်တဲ့သူဖြစ်တယ်မြင်တဲ့သူဖြစ်တဲ့တော့ခွေးကဒီနေရာမှာ subject nominative case လို့ခေါ်တယ် sieht မြင်တယ်မြင်ခြင်းကို तू ကမြင်တာ eine Wurst ဒီ sausage ကိုမြင်တာအဲ့ဒါဆိုမြင်ခြင်းကိုခံရတာ sausage ဖြစ်တဲ့အတွက်အဲ့ဒီမှာ sausage လေးကဘာဖြစ်သွားလဲ accusative ဖြစ်သွားတယ်အဲ့တော့ဒါက nominative ဒါက accusative နောက်တစ်ခုဒုတိယတစ်ကြောင်း die Wurst gehört einer Frau အဲ့ဒီမှာကျတော့ die Wurst က subject ဖြစ်သွားတယ် subject ဖြစ်ပြီးတော့ gehört ဆိုတာ belongs to ဆိုတာပိုင်ဆိုင်တာဆိုတာ Wurst ကပိုင်ဆိုင်တာမဟုတ် belongs to ဆိုတာသက်ဆိုင်တာနော်ဒီဟာကဘသူ့အတွက်သက်ဆိုင်တာလဲဆိုတော့အနောက်က dative လက်ခံတဲ့သူကိုပြထားတယ်ဒီဟာကြီးရဲ့ပိုင်ဆိုင်တာ for ဘသူ့အတွက် to ဘသူ့အတွက်အဲ့ဒီဟာမျိုးဖြစ်တဲ့အတွက်အနောက်ကဟာက from က dative ဖြစ်တယ်ခုနက nominative accusative လိုမျိုးသူကဓာတ်ရိုက်သက်ဆိုင်တဲ့ object မဟုတ်ဘူးသူကတွယ်ဝိုက်ပြီးတော့သက်ဆိုင်တဲ့ object လို့ခေါ်တယ်တွယ်ဝိုက်ကံနော်အဲ့တော့တွယ်ဝိုက်ပြီးတော့သက်ဆိုင်တဲ့ object ဖြစ်တဲ့အတွက်သူက dative case ဖြစ်တယ်ဒီမှာကျတော့ die Wurst gehört einer Frau အဲ့ဒါကြောင့်ဒီမှာ nominative ဒါဟာ dative အဲ့တော့ nominative လား accusative လားဆိုတာဘယ်ပေါ်မှာမူတည်နေလဲဆိုရင် verb ရဲ့အဓိပ္ပာယ်ပေါ်မှာမူတည်နေတယ် sieht မြင်တယ်ဆိုတာဘသူကိုမြင်တာလဲလို့မေးကြတယ်ကွာ gehören ဆိုတာဘသူကိုပိုင်ဆိုင်တာလဲဆိုတာမျိုးထက် gehören ကကြတော့ဘသူနဲ့သက်ဆိုင်တာလဲဒီအရာဝတ္ထုကဘသူအတွက်လဲအဲ့လိုပုံစံမျိုး for to အဲ့လိုပုံစံမျိုးဖြစ်တဲ့အတွက် being dative မေးကြတဲ့သူကဘသူ to whom ဖြစ်တဲ့အတွက်အဲ့ဒါအနောက်ကသွယ်ဝိုက်ကံပုံလိုက်ရမှာဖြစ်တယ် okay နောက်တစ်ခု die Wurst gefällt dem Hund အဲ့မှာလဲ Wurst ကဘာဖြစ်နေလဲဆိုရင် subject nominative case ဖြစ်နေ gefallen ကလည်းခုန gehören နဲ့အတူတူပဲသူကတယောက်ကိုစိတ်နှစ်ချိုက်မှုဖြစ်စေတာပေါ့နော်အဲ့တော့ဘသူကိုနှစ်ချိုက်မှုဖြစ်စေလဲဆိုလို့ရှင် dem Hund အဲ့မှာ like နဲ့မှားလို့မရအောင်နော် like မဟုတ်ဘူးကြိုက်တာဆိုလို့ရှင်เนาะခွေးက subject ဖြစ်ပြီးတော့ Wurst က object ဖြစ်မှာပေါ့ဒါပေမဲ့ဒီမှာကျသူကအဲ့လိုအဓိပ္ပာယ်ယူဆလို့မရအောင် gefallen ကသူကဘသူအပေါ်မှာ impress ဖြစ်သေးလဲဆိုတဲ့သဘောမျိုးအနေနဲ့သုံးတာအဲ့တော့ die Wurst gefällt dem Hund ဒီဟာလေးကဒီခွေးအတွက်တော့နှစ်ချိုက်မှုသဘောကျမှုကိုပေါ်ပေါက်စေတယ်အဲ့တော့ die Wurst gefällt dem Hund Hund ကဒီမှာ dative ဖြစ်တယ် dem Hund die Wurst nominative ဖြစ်တယ် gefallen gefällt အဲ့တော့ subject နဲ့သူက conjugate မိထားတယ်နောက်တစ်ခုအမျိုးသမီးကဒီတခါမြင်သွားတယ်ခွေးကအမြင်ခံရတဲ့နေရာမှာရောက်သွားတယ်အဲ့တော့ accusative ဖြစ်သွားတယ် die Frau sieht den Hund အဲ့တော့အမျိုးသမီးကဘာဖြစ်သွားလဲ nominative subject ဖြစ်သွားပြီးတော့ခွေးကအမြင်ခံရတဲ့နေရာကိုရောက်သွားတယ်အဲ့တော့ accusative ဖြစ်သွားတယ်အဲ့တော့ तू က nominative ဖြစ်ခြင်း accusative ဖြစ်ခြင်းကဘာနဲ့မသက်ဆိုင်တော့ဘူးဖြစ်သွားလဲဆို noun နဲ့မဆိုင်နော်အဲ့တော့တတ်မဲ့ကြီးကလည်း subject နေရာရောက်ချင်းရောက်မယ် object နေရာရောက်မယ်ရှိရလဲ subject နေရာရောက်မယ် object နေရာရောက်အဲ့တော့ तू ကတက်ရှိတတ်မဲ့နဲ့လည်းမဆိုင်ဘာနဲ့ဆိုင်တာလဲဆိုရင်အဓိက main ကတော့ verb ပေါ့နော် verb ကိုအဓိပ္ပာယ်
နော်နောက်တစ်ခါ sentence ကိုတိဆောက်တဲ့နေရာမှာသူရဲ့ content ပေါ်မှာမူတည်ပြီးတော့ဘယ်လိုသုံးမလဲဘယ်ဒီဟာလေးကတွယ်ဝိုက်ကန်လားဒါမှမဟုတ်တိုက်ရိုက်ကန်လားပြုတ်လုပ်သူလားအပြုတ်ကန်လားအဲ့ဒါမျိုးလေးတွေပေါ်မှာမူတည်ပြီးတော့ nominative အခုစားတိသုံးရတာဖြစ်တယ်အဲ့တော့အဲ့လိုသုံးတိုင်းသူကဘာတွေဖြစ်သွားလဲဆိုရင်မြန်မာမှာကျတော့ဂါတို့ဂိုတို့ထည့်ပေမဲ့ဂျာမန်မှာကျတော့သူက article လေးတွေနဲ့ပေါ့နော် article လေးတွေနဲ့ case လေးတွေခွဲတာဖြစ်တယ်နောက်တစ်ခုဒါဆိုလဲ der Hund gefällt der Frau ဒါဆိုရင် der Hund က subject နေရာမှာ gefällt ဒါနောက်ကတွယ်ဝိုက်ကန်ပုံလိုက်ရတယ် dative အဲ့ဒါကြောင့်အနောက်ကအမျိုးသမီးက dative ဖြစ်သွားတယ် der Frau အဲ့တော့အမျိုးသမီးအတွက်ဒီခွေးလေးကတော့နှစ်ချိုက်မှုကိုဖြစ်စေတယ်အဲ့တော့ gefällt der Frau ဒါက nominative ဒါက dative နောက်တစ်ခု der Name der Frau ist Susanna ဆိုတော့အဲ့ဒီမှာကြတော့ noun နှစ်ခုကိုဒီလိုကပ်ရက်ရေးထားတယ်အဲ့ဒါ genitive လို့ခေါ်တယ် genitive ကကြတော့ဘသူဤဘသူရဲ့အဲ့လိုမျိုးပိုင်ဆိုင်မှုကိုဖော်ပြတာဖြစ်တယ်ဒီအမျိုးသမီးရဲ့နာမည် der Name der Frau အရှိက nominative အနောက်က genitive ကပ်ရက်လိုက်တယ်အမျိုးသမီးရဲ့နာမည်နောက်တစ်ခု der Hund ခွေးလေးက bekommt ရသွားတယ်ဘာကိုရသွားလဲ wüst အဲ့တော့ဒီ wüst လေးကိုရသွားအဲ့ခွေးကရတဲ့သူဖြစ်တဲ့အတွက် subject nominative ပြီးရင် Susanna's wüst wüst ကတော့သူကအခုစားတိဒါပေမဲ့ Susanna ရဲ့ဆိုတာမျိုးကိုသုံးချင်တာဖြစ်တဲ့အတွက်သူက genitive ဖြစ်သွားတယ် Susanna နာမည်နဲ့ကတ်သုံးထားတာဖြစ်တယ် Susanna ရဲ့ sausage ကိုရသွားတယ်အဲ့တော့ဒါလေးဆိုရင်ဒါ case လေးတွေစုံအောင်သုံးပြထားတာပေါ့နော်နမူနာအဲ့တော့ပြန်ရှင်းအောင်ပြန်ပြောရမယ်ဆိုလို့ရှိရင်နော်Jedes Nomen hat 4 verschiedene Kaususformen noun တိုင်းမှာသူ့ရဲ့ case အရာ sentence ပေါ်မှာမူတည်ပြီးသုံးရမယ် case ၄မျိုးရှိတယ် nominative subject နေရာမှာထားသုံးတာ accusati တိုက်ရိုက်ကံပုံနေရာမှာထားသုံးတာ dative တွယ်ဝိုက်ကံပုံနေရာမှာထားသုံးတာ ਨੇ genitive ပိုင်ဆိုင်ခြင်းကိုပြတဲ့အချိန်မှာသုံးမယ်ဟာ၄မျိုးသုံးလို့ရတယ်ပေါ့နော် Das Nomen hat im Satz verschiedene Funktionen အဲ့တော့ verb က nomen တွေပေါ်မှာverb ပေါ်မှာလိုက်ပြီးတော့ nomen တွေက sentence ထဲမှာ function တွေမျိုးမျိုးနဲ့꿰သွားမှာဖြစ်တယ် function ၄မျိုးနဲ့꿰သွားမယ်ပေါ့နော် Das Verb einer Präposition oder ein anderes Nomen bestimmen die Funktion အဲ့တော့ sentence ရဲ့ function ကိုဘာနဲ့ညှိရတာလဲဆိုရင် verb ဒါမှမဟုတ် preposition ဒါမှမဟုတ်လို့ရှိရင်တခြား noun တစ်ခုခုနဲ့ကြည့်ပြီးတော့မှသူ့ရဲ့ function ဘယ်ဟာကိုထားမလဲဆိုတာကိုညှိရတာဖြစ်တယ် je nach Funktion အဲ့ function ပေါ်မှာမူတည်ပြီးတော့ hat das Nomen einen anderen Kausus အဲ့တော့ case သူ့ရဲ့ case တခြားတစ်ခုပေါ်ပေါက်လာမှာဖြစ်တယ်အဲ့တော့ werden können den Kausus bestimmen အဓိကကတော့ဒီ noun တွေရဲ့ case ကိုအဓိကသတ်မှတ်နိုင်တာကတော့ verb ကိုကြည့်ရမှာဖြစ်တယ်အဲ့တော့ခုနကလို sehen ဆိုရင်မြင်တဲ့သူနဲ့ကြည့်တဲ့သူနှစ်မျိုးပဲရှိမယ် sorry မြင်တဲ့သူနဲ့အမြင်ခံရတဲ့သူနှစ်ခုပဲရှိမယ်အဲ့တော့မြင်တဲ့သူက subject die Frau အမြင်ခံရတဲ့သူက object den Hund အဲ့တော့အဲ့လိုနှစ်ခုပဲရှိသူက die Frau sieht den Hund အဲ့လို verb တွေပေါ့နော်အဲ့တော့ဘာကဘာကိုဆိုတဲ့ဟာမျိုး sehen တို့ nehmen ယူတယ်တို့ brauchen လိုအပ်တယ်တို့ haben ရှိတယ်တို့အဲ့လိုမျိုးဟာတွေဆိုလို့ရှိရင်ဒါကဘာကဘာကိုဆိုတာမျိုးဖြစ်တယ်နောက်တစ်ခုကတွယ်ဝိုက်ကံပုတ်လိုက်ရတဲ့ဟာတွေကတော့သူက dative လိုက်ရတဲ့ case အဲ့လိုမျိုးအရှိမ nominative subject ပစ္စည်းတစ်ခုခုရှိပြီးတော့အနောက်ကလူပေါ့နော်အနောက်ကလူပိုင်ဆိုင်မဲ့သက်ရှိမယ်အဲ့ဒါတွေကじゃ belongs to လို့ပုံစံမျိုးပေါ့နော် gehören ရှိမယ် schmecken ရှိမယ် gefallen ရှိမယ်အဓိကကတော့အနောက်ကလူအတွက် for အဲ့ဒီလူအတွက်ဒီရှေ့ရပစ္စည်းကဘာဖြစ်နေလဲဆိုတဲ့ဟာကိုဖော်ပြမယ်ဟာမျိုးတွေဆိုလို့ရှိရင်ဒါ nominative နဲ့ dative နဲ့လိုက်ရနောက်တစ်ခုက preposition နဲ့လည်းလိုက်ပြီးတော့ case ကကွာခြားမှုရှိနိုင်တယ်ပေါ့နော် preposition ကဥပမာဒါဆိုလို့ရှိရင် fewer ကသူကအနောက်ကအမြဲတမ်းအာဟုဇာတိလိုက်ရတယ်အဲ့တော့ဒီ wüst is fewer than Hund ဒီဟာလေးက wüst လေးကခွေးအတွက်ဖြစ်တယ်အဲ့တော့ fewer ကအနောက်ကအာဟုဇာတိလိုက်ရတဲ့အတွက်သူကကျတော့ verb ဆိုင်နဲ့မဆိုင်တော့ဘူး fewer အကြောင်းမလို့အာဟုဇာတိလိုက်ရတာဖြစ်တယ်အဲ့တော့ preposition တွေကလည်း case ကို bestimmen လုပ်လို့ရတယ်
နောက်တစ်ခုက nomen ပေါ့နော် nomen တွေကလည်း genitive ကို page တင်မှန်လုပ်လို့ရတယ်အဲ့ဒါကကြတော့ nomen အနောက်ကကိုကလိုက်မဲ့ဟာပေါ့နော် noun တစ်ခုရဲ့နောက်မှာလိုက်မဲ့ der Name der Frau ist Susanna အဲ့တော့ तू က buff sign ကတော့ teacher ကဒီမှာတကယ်လို့ Frau ကိုမပါဘဲနဲ့ sentence ကိုကြည့်မယ်ဆိုရင် der Name ist Susanna နာမည်က Susanna ဖြစ်ပါတယ်အဲ့တော့ဘသူရဲ့နာမည်လဲဆိုတာမျိုးကြားထဲမှာထည့်ခြင်းတယ်ဆိုလို့ရှိရင်အဲ့ nomen ကိုအဓိကဘသူရဲ့နာမည်လဲဆိုတာကိုသိခြင်းအဲ့တော့ Susanna ရဲ့နာမည်ကိုပြောတာအဲ့ဒါဆို Susanna အမျိုးသမီးဖြစ်တယ်အဲ့တော့ der Name der Frau ist Susanna ဆိုပြီးတော့နောက်ကနေအဲ့လိုတက်ရလိုက်ရတယ်အဲ့ဒါကကြတော့ genitive တွေပေါ့နော်အဲ့တော့ genitive တွေကတော့ဒီချက်တော့အနောက်ကတကယ်လို့နာမည်ဆိုလို့ရှိရင်တော့ခုနကလို့ Susanna ဆိုပြီးတော့နာမည်ဆိုလို့ရှိရင်တော့ तू က Susanna မှာ article မရှိတဲ့အတွက်သူ့ကိုအဲ့လိုမျိုးအနောက်ကနေလိုက်เสียမလို့ Susanna ကိုအရှေ့မှာထားပြီးတော့အနောက်က s လေးထားပြီးတော့ Susanna's boost ဆိုပြီးတော့ရေးလို့ရတယ်လို့ font နဲ့လည်းသုံးလို့ရတယ် Susanna ရဲ့ boost နော် okay အဲ့တော့ပိုင်ဆိုင်မှုကိုဖော်ပြရင်တော့ဒီချက်တော့ genitive ကိုသုံးလို့ရတယ်နောက်တစ်ခုကနာမည်နဲ့ဆိုလို့ရှိရင်တော့နာမည်ရဲ့အနောက်မှာ s ထည့်ပြီးတော့သုံးလို့ရတယ်နောက်တစ်ခုက font နဲ့သုံးလို့ရတယ်နော်ဒါကတော့ genitive genitive ကတော့ဒီချက်တော့ B1 ကျမှစပြီးတော့သင်ရတာဖြစ်တယ်အခြေခံ grammar တွေမှာတော့များသောအားဖြင့် font နဲ့ပဲသုံးတယ်နော်အဲ့တော့ formal လေးတွေကိုကသိသွားပြီဆိုလို့ရှိရင် article တွေသိရတော့မယ်အဲ့တော့ထားမဲ့အထားသူကိုသိသွားပြီ okay nominative သုံးမယ်ဆိုရင်gender ပေါ်မှာလိုက်ပြီးတော့ဒီချက်တော့ article လေးတွေက꿰သွားတယ်ဥပမာခွေးဆိုရင်အဲ့ဒီခွေးက subject နေရာမှာဆိုရင် der Hund အဲ့ဒါအောင်မှာခွေးတစ်ကောင်ဆိုရင် ein Hund ကလေးဆိုရင် neutral noun ဆိုရင် das အဲ့ဒါအောင်မှာ ein တစ်ယောက်ဆိုရင် ein Kind feminine ဆိုရင် die eine Frau အများဆိုရင် die အဲ့တော့ der das die masculine neutral feminine plural အဲ့ဒါက subject နေရာမှာထားမှာပဲအဲ့ဒီတိုင်းသုံးရတာ object နေရာကိုရောက်သွားပြီဆိုတာ ਨੇ ဒီချက်တော့ accusative ဖြစ်သွားပြီဆိုတာ ਨੇ ခွေးကိုမြင်မိလားဆိုတာ ਨੇ has to den Hund gesehen einen Hund gesehen ဘာလေးတစ်ခုကပဲအပြောင်းလဲဖြစ်သွားလဲဆိုလို့ရှိရင် masculine noun လေးတစ်ခုကပဲ der ကနေ den ဖြစ်သွားတယ်ကျန်တဲ့ဟာတွေကစလုံးသုံးတာတွေကအတူတူပဲ das die ဘလူးလဲဆိုရင်လည်း die ကိုပဲသုံးတယ်နော် okay အဲ့ဒါဆိုရင် dative ဖြစ်သွားရင်တော့စလုံးတွေကအကုန်ပြောင်းသွားပြီ masculine noun မှာဆိုလို့ရှိရင် dam einem Hund သုံးတယ်ဥပမာ gehören လို့ဟာမျိုးနဲ့သုံးရမှာဆိုရင် die Wurst gehört dem Hund einen Hund နောက်တစ်ခု neutral ဆိုရင်တော့ die Wurst gehört dem Kind einem Kind feminine ဆိုရင်တော့ der ဖြစ်သွားတယ် der Frau eine Frau နောက်တစ်ခု plural ဆိုရင်တော့ dem plus an လို့မှတ်ထားတယ်ဒီခွေးတွေပိုင်တာဆိုရင် die Wurst gehört dem Hunden plural ဆိုရင်အဲ့တိုင်းဖြစ်သွားမယ်နောက်တစ်ခု genitive ဆိုလို့ရှိရင်တော့ die Wurst ဘသူရဲ့လဲခွေးရဲ့ Wurst ဆိုလို့ရှိရင်တော့ das Hundes သူကကြာ genitive အသုံးကကြတော့ das as က neutral နဲ့masculine နဲ့မှာအဲ့တိုင်းသုံးရတယ် das s သို့မဟုတ် as နောက်ကလိုက်ရတယ်နောက်တစ်ခု feminine plural der ဖြစ်သွားတယ် die Wurst das Kindes die Wurst der Frau eine Frau die Wurst der Hunde အဲ့တိုင်းဖြစ်မယ်အဲ့တော့ဒီဟာလေးတွေတော့ nominative accusative dative genitive ကိုမှ gender masculine neutral feminine plural နော်အဲ့တော့အဲ့ဒီတိုင်းလေးကိုကတည်ထားဖို့လိုအပ်တယ်အဲ့တော့ဒါကဒီက genitive မပါဘဲနဲ့ dative ကိုမှတ်မယ်ဆိုရင်တော့ der den dem das dem die der die dem plus an အဲ့ဒါကိုမှတ်ထားတယ် ein ဆိုလဲ einen einem einem eine အဲ့တိုင်းမှတ်ရတယ်အဲ့တော့ပြန်ပြောမယ်ဆိုရင် nominative တွေက subject နေရာမှာထားသုံးရတယ် accusative တွေက direct object တွေမှာထားသုံးရတယ်အဲ့တော့ဥပမာခုနကလိုဟာမျိုးဆိုရင်ခွေးကိုမြင်တယ်ဆိုရင် ich sehe den Hund ich sehe das Kind ich sehe eine Frau အဲ့လိုပုံစံမျိုးဖြစ်သွားမှာပေါ့နော် okay အဲ့ဒါဥပမာခွေးကဆိုလို့ရှိရင်เนาะ der Hund ist စားတယ် eine Wurst Wurst တခုကိုစားလိုက်တယ်အဲ့ဆိုတော့ခွေးကစားတဲ့သူဖြစ်သွားရင်เนาะ der ခွေးကအမြင်ခံရတဲ့သူနေရာရောက်သွားရင် den အဲ့လိုပုံစံမျိုးပေါ့နော်ဒါပေမဲ့ dative နေရာ
အဲ့တော့ဒီ wust ကခွေးလေးပိုင်တာလို့ပြောမယ်ဆိုရင်နော် die Wust gehört dem Hund ဒီတိုင်းဖြစ်သွားမယ်အဲ့တော့ခွေးကသူ့ရဲ့ sentence မှာ verb ပေါ်မှာမူတည်ပြီးတော့ခွေးကစားတာလားခွေးကိုမြင်တာလားခွေးပိုင်တဲ့ဟာလားအဲ့ဒီပေါ်မှာမူတည်ပြီးတော့ဒီတော့ nominative accusative dative အဲ့လိုမျိုးလေး꿰သွားမယ်နော်အဲ့တော့ဒါကတော့ဒီကျတော့ဒီ formal လေးတွေပေါ့နော် casus လေးတွေကိုအချင်းချင်းရှင်းပြလိုက်တာဖြစ်တယ်ဒါလေးတွေကဒီကျတော့A1 A2 B1 ပေါ့နော်အဲ့ဒီဟာလေးတွေဆိုရင်ဒီ case လေးတွေကိုလှည့်ပတ်ပြီးတော့ကိုက sentence ရဲ့ function ပေါ်မှာမူတည်ပြီးတော့သုံးရမှာဖြစ်ပါတယ်